Pure Life Time ပြည်သက်ကြီးအားလုံးပဲမင်္ဂလာပါရှင်အခုတခါပြပေးခြင်းတဲ့အကြောင်းအရာလေးကတော့ပဲပင်ပေါက်ကိုအစိမ်းမစားပါနဲ့ဆိုတဲ့အကြောင်းလေးပဲဖြစ်ပါတယ်ဟင်းသီးဟင်းရွက်အမျိုးမျိုးကိုချက်ပြုတ်ကြော်လောစားတောက်ကြတာနဲ့အစိမ်းစားတာစသဖြင့်ကြိုက်နေတဲ့တလို့ပြုလုပ်စားတောက်ကြပါတယ်ပဲပင်ပေါက်ကိုဘာကြောင့်အစိမ်းမစားတင်တာလဲခန္ဓာကိုယ်မှာဘယ်လိုဆိုးကျိုးတွေဖြစ်လာနိုင်လဲဆိုတာကြည့်လိုက်ရအောင်ပါပဲပင်ပေါက်မှာဘက်တီးရီးယားပိုးမွှားများစွာရှိနေပါတယ်ဒါကြောင့်သင်ကအသီးအရွက်စိမ်းစားမယ်ဆိုရင်ပဲပင်ပေါက်ကိုရှောင်တင်တယ်လို့ယောဂကာကွယ်ရေးနဲ့ထိန်းချုပ်ရေးဖို့အဖွဲ့အစည်းကကြံပြုထားပါတယ်။ပဲစိတ်ကနေပင်ပေါက်မှုအတွက်ဆိုထိုင်းစာလိုပါတယ်။ဆိုထိုင်းစာရှိတဲ့နေရာတွေမှာအစာအဆိပ်သင့်မှုကိုဖြစ်စေတဲ့ဆယ်မွန်နယ်လာလို့ခေါ်တဲ့ဘက်တီးရီးယားတွေလစ်တီရီးယားလို့အမည်ရတဲ့ဘက်တီးရီးယားတွေနဲ့မစင်မအများဆုံးတွေ့ရတဲ့ E. coli လို့ပိုးတွေပါရှင်သန်ပေါက်ဖွားနိုင်ကြပါတယ်။လစ်တီရီးယားလို့ခေါ်တဲ့ဘက်တီးရီးယားကိုအမှုမှာအများဆုံးတွေ့ရပြီးစားမိတဲ့အခါမှာခေါင်းကိုက်တာတက်တာစက်ခိုင်တာနဲ့ကိုယ်ဝင်ဆောင်တွေမှာဆိုရင်ဖျားနာတာနဲ့တုပ်ကွေးလက္ခဏာတွေဖြစ်တဲ့နှုံးနေတာကြွက်သားနာခြင်းကိုက်ခဲတာတွေဖြစ်နိုင်ပါတယ်။အဆိုးဆုံးကတော့လာမစေပဲမွေးရနဲ့ကိုယ်ဝင်ပြတ်ကျတဲ့အခြေအနေထိဖြစ်နိုင်တယ်လို့ American နိုင်ငံရဲ့အစားအသောက်နဲ့ဆေးဝါးကွပ်ကဲရေးဦးစီးဌာနကထုတ်ပြန်ထားပါတယ်။ဒီဘက်တီးရီးယားပိုးမွှားတွေကနေရာမျိုးစုံမှာရှိနေနိုင်ပေမဲ့ပဲပင်ပေါက်စိုက်ပျိုးတဲ့အခြေအနေမျိုးမှာပိုမိုများပြားစွာရှိနိုင်တယ်လို့သိရပါတယ်။အိမ်မှာကိုယ်တိုင်စိုက်ပျိုးတဲ့ပဲပင်ပေါက်ဆိုရင်တော့ဘက်တီးရီးယားတွေရှိနေနိုင်ပါတယ်။အစိတ်မှာပိုးမွှားအနှဲငယ်ပါနေရင်တော့အပင်ကြီးထွားလာတဲ့အချိန်မှာအပင်နဲ့အတူပိုးမွှားများစွာကလည်းပေါက်ပွားလာမှာပဲဖြစ်ပါတယ်။ဒါကြောင့်ကိုယ်တိုင်စိုက်တဲ့ပဲပင်ပေါက်ဖြစ်နေရင်တော့ရေသေးချဆေးပြီးစားရည်စိမ်းတာကြက်အောင်ကြော်တာစသဖြင့်ပိုးမွှားတွေသေအောင်အပူပေးပြီးမှပြင်ဆင်စားတောက်တဲ့ကြောင့် American နိုင်ငံရဲ့စားတောက်နဲ့ဆေးဝါးကွပ်ကဲရေးဦးစီးဌာနကတတိပေးထုတ်ပြန်ထားပါတယ်။အစိမ်းဒါမှမဟုတ်ကြက်အောင်မချက်ထားတဲ့ပဲပင်ပေါက်စားပြီးအစာအဆိပ်သင့်မှုဖြစ်နိုင်ခြင်းများတဲ့သူတွေကတော့တကြီးရွယ်အိုတွေကိုဝင်ဆောင်မိခင်တွေကိုခန့်အားနည်းသူတွေနဲ့ကလေးငယ်တွေမှာပိုပြီးအဖြစ်များတယ်လို့သိရပါတယ်။ဒါကြောင့်ပဲပင်ပေါက်ဝင်မယ်ဆိုရင်လက်ဆက်တာကိုဝယ်ပါ။နဲ့အသက်မကောင်းတာနဲ့ပျော့ဖက်ကြီးချွဲနေတာဆိုရင်မဝယ်ပါနဲ့။ဒီကိစ္စတွေမှာထားမယ်ဆိုရင်40 degree Fahrenheit နဲ့သူ့အောက်အေးပေးပြီးတော့ထားပါ။ပဲပင်ပေါက်ကိုမကင်ခင်နဲ့ကင်ပြီးအချိန်တွေမှာလက်ကိုစင်ကြယ်အောင်ဆေးပါ။မချက်ပြုတ်ခင်မှာလည်းစင်ကြယ်အောင်ဆေးကြောပါ။ဟင်းကြိုတွေစွပ်ပြုတ်တွေတဲ့ကိုပဲပင်ပေါက်ထည့်ခတ်မယ်ဆိုရင်တော့အရင်ဆုံးကြက်အောင်ချက်ပြီးမှထည့်ဖို့အကြံပြုထားပါတယ်။အခုပြောပြပေးခဲ့တာကတော့ကျမတို့မြန်မာနိုင်ငံမှာအင်မတန်မှရင်းနှီးတဲ့ပဲပင်ပေါက်ကိုအစိမ်းမစားတဲ့အကြောင်းပဲဖြစ်ပါတယ်။နောက်ထပ်လည်းနေ့စဉ်စားသုံးနေတဲ့အစားအစာတွေရဲ့ကျန်းမာရေးအတွက်ကောင်းကျိုးဆိုးကျိုးတွေကိုဆက်လက်တင်ဆက်ပေးမှာဖြစ်တဲ့အတွက်စောင့်မျှော်ကြည့်ရှုဖို့ဖိတ်ခေါ်လိုက်ပါရစေရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်။